ရှိနေကြတာပဲဖြစ်ပါတယ်။ကန်တိုနာဒီကကန်သွင်းသွားပြီ။ဘူးသွားပြီဗျာ။လက်ရှိမှာတော့ဒီကပိုင်းပွဲစားတွေသူတွေကတိုက်စစ်ကိုတောက်လျှောက်မြင့်ပြီးတော့ကစားနေခဲ့တဲ့ဒီကုန်းပိုးသင်းလိုချင်နေတဲ့လိုအပ်နေတဲ့ဒီပါကိုတော့လက်ရှိချိန်မှာသိပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီကပြပို့လိုက်တဲ့ဘလုံးကိုအေရီယာထဲမှာအသင့်ရှိနေခဲ့တဲ့ကျွန်တော်ကိုဘာသာကန်တိုနာကတော့ဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်။ Poster ရဲ့ပြပို့မှုကနေစဉ်ကန်တိုနာဆုံးသက်သွားနိုင်ခဲ့တာပဲဖြစ်တယ်ဗျာ။အဲဆိုရင်လက်ရှိမှာတော့ပွဲကြပိုင်းပွဲစားချိန်52မိနစ်အရောက်မှာပဲကိုပိုအသင်းကချီပါကိုတကူပြန်လည်ရရှိသွားခဲ့ပြီဗျာ။